ဒီနေ့ကတော့ချင်းမိုင်မျိုးရဲ့တိတ်ဆိတ်ငြိမ်သက်ပြီးတဘာဝနဲ့အရန်နီးစပ်တဲ့ဖျားတဆူဖြစ်တဲ့ဝက်ဥမောင်စုဝမ်ဖူထထမ်ကိုရောက်ရှိလာတာပဲဖြစ်ပါတယ်။ဒီဖျားကနှစ်ပေါင်း900ကျော်သမိုင်းရှိတဲ့လန်နာခေတ်ဖျားတဆူဖြစ်ပြီးဥမောင်ဆိုတာကတော့လှိုင်ကိုလို့အဓိပ္ပာယ်ရပါတယ်။ဒီနေရာရဲ့အထူးခြားဆုံးကတော့ meditation center ရှိတဲ့အတွက်တောအုပ်ကြားတွေကအရန်အေးချမ်းတဲ့အငွေ့သက်လေးတွေနဲ့တရားလာထိုင်ကြတဲ့သူတွေလည်းတော်တော်များများတွေ့ရပါတယ်။အထဲကိုဝင်လိုက်တာနဲ့မြို့ထဲမှာရှုပ်ရှက်ခတ်ပြီးတော့စူညံတဲ့အတန်တွေကိုလုံးဝမရှိတော့ဘဲနဲ့တဘာဝရဲ့တိတ်ဆိတ်ငြိမ်သက်ခြင်းတွေကိုပဲကြားရပြီးတော့စိတ်ကို calm down ဖြစ်စေတဲ့ feeling မျိုးကိုရရှိစေပါတယ်။ဒီဖျားဝင်းထဲမှာဘာတွေဘယ်လိုရှိမလဲဘလို့ပတ်ဝန်းကျင်ပုံစံလေးရှိမလဲဆိုတာဗီဒီယိုအဆုံးထိအတူတူလိုက်ကြည့်ရအောင်နော် Mad of what ဖျားနေရောဘယ်ရောက်ဒီမှာပါဘယ်ရောက်ဒီမှာပါဖျားနေပြီးတော့ပကန်းလိုပဲရှင်းအောင်ဖျားရတော့မမီရောက်ပူလိုက်ပါအောင်မယ် ကိုဘေဘီပြောတဲ့ဒီကျုံနေဆိုတာမနေ့ကမတ်မှာတွေ့ရဆိုတော့ဟိုပကန်းဟို ဟုတ်တယ်လေမနံပါတ်9လေ သက်စာပြရမယ် တော့မယ် let's go တရားလေးကျွေးအစအန်လေးတန်းနေရ ငါးစာကျွေးလို့လဲဟာ ခရယူပဲ နားတာပဲပေါ့ ငါးစာဒီဘက် ပကူရာတက်ပကူရာတက်သွားမှာ ပကူတိုင်းရင်သွားလိုက်မယ်ဒီမှာ ရှင်းဟောင်းဖျားဆိုတော့မိုက်တယ်နော်အဲ့လိုပကန်းဗတ်ကြီးတာ နားလေးမှတော့ရရင်လား ရိုင်းနေရပင်ဆွဲတင်နေရတယ်ပါကောဝါသူကတော့ရှေးဟောင်းဖျားလိုမျိုးပေါ့ဒီကတော့ဒါပါပဲရှင်ပြင်ကလည်းဒီလိုမြေကြီးလိုမျိုးပဲပေါ့နော်ပုံတို့ပကံဖျားတွေနဲ့ဒါတော့ဖျားရင်ပြင်ကဒီဘက်ချမ်းမှာရှိရပါတော့အားလေးလည်းတော့မသိအခုနာကပုံဟိုရိုက်ပြတဲ့ဗုဒ္ဓဖျားဒုက္ခရစရိယကျင့်ကြံနေတဲ့ထဲဝင်မယ်ဆိုရင်သူတို့က admission fees ကိုတယောက်ကိုဘတ်20ပေးရတယ်ပေါ့နော်ဖျားတိုင်းမှာတော့ဒီလိုဟာရဲ့ဖျားတိုင်းမှာတော့ရှိထားတယ်အဲ့လိုမျိုးမဝင်ရဘူးပေါ့လေအဲ့လို dress တွေနဲ့ဆိုရင်ဒါတော့ပေါ်လို့ ticket ဝယ်ပြီးပြီ2ယောက်ဆိုတော့2ဆောင်ချက်တွေရောအရင်ပေါ်တယ်ဟိုမှာมีโซ่ออกมามีแสง
ကြက်တည်းရောများအကြက်အော်နေရပဲကြက်တည်းအော်နေအဖေကဘာကောင်းနေအော်နေရတယ်ဘယ်ထဲမှာဖုန်းရောက်နေတယ်ကျောင်းဝင်းရအကျေပဲဒီမှာတော်တော်များများမန်ဒီလေးဆင့်လာလို့ကြာ so many ohဒီဘက်ကနေရိုက်တော်တော့မှအကျင်းနဲ့လက်ဒီဘက်မှာရှိတာဒီဟောရောက်သွားပဲတက်ပြီလေ ပကူရာ ဟောဒီမှာဒီဟာကိုကြည့်ကြမှာခုနကသွားရရအောင် ဒုက္ခစရိယာကျင်တာအောင်ပါ ဒီဘက်မှာအကောင်လုံးပြန်ဟိုဟာလေးခါပြည့်နေမှာ ချမ်းစီရောကာလာပေါ့ဟိုအချမ်းချောင်းလေးရှိ ဒီမှာချိန်ကြီး ချမ်းစီရောကာလာပဲ ဒီမှာလည်း6 ဒီချောင်းလေးရှိပါတယ် ဟောဒီ6လေးရှိရတယ် ဘက်မှာတော့ငါးသာကျွေးတဲ့နေရာလို့တော့ရေးထားတော့ဒီဘက်ရောက်လာပါပြီရွှေမြောင်နေ ဒီမှာရှင်းဥပဒေတို့အဲ့လိုပုံစံမျိုး အုတ်ထုတ်နဲ့ဆိုတော့နေပူလို့ထင်တယ်ပုစက ဘလော့လေးကိုအဆုံးထိလိုက်ကြည့်ပြီးဖျားဖူးရတဲ့အတွက်လည်းစိတ်ကြည်နူးကြမယ်လို့မျှော်လင့်ပါတယ်နောက် vlog တွေမှာပြန်တွေ့ပါအောင်မယ်ရှင် like and subscribe လုပ်ဖို့လည်းမမေ့နဲ့အောင်နော် 那你两把追来的，我碰把你的耳朵呀，干嘛啦？ ပါရ